သူ့ရှေ့မှာမေ့မျောနေတဲ့ကောင်မလေးရဲ့လက်ချောင်းပေါ်ကိုလူတစ်ယောက်ကသူကိုယ်တိုင်လက်စွပ်တကွင်းကိုတိတ်တဆိတ်ဆွတ်ပေးလိုက်တယ်။အဲ့ဒီကောင်မလေးကသူ့တူမဖြစ်ပေမဲ့သွေးသားတော်ဆက်မှုမရှိပါဘူး။ဒါပေမဲ့သူမအပေါ်ထားတဲ့အချစ်ကိုတော့နှစ်ပေါင်းများစွာရင်ထဲမှာပဲမြုပ်နှံထားခဲ့ရတယ်။ဒီနေ့တော့သူမသတိလစ်နေချိန်မှာပဲသူ့ရင်ထဲကစကားတွေကိုအားလုံးဖွင့်ဟပြောဆိုလိုက်တယ်။ဒါပေမဲ့သူ့ရဲ့ဝန်ခံစကားတွေပြောပြီးတာနဲ့ကောင်မလေးကထာဝရထွက်ခွာသွားခဲ့တယ်။သူအဲ့ဒီအဖြစ်ကိုလက်မခံနိုင်ခဲ့ဘူး။နှစ်ပေါင်းများစွာချစ်လာခဲ့တဲ့သူကဒီလိုလွယ်လွယ်နဲ့သူ့ကိုထားသွားမယ်ဆိုတာကိုမယုံနိုင်ခဲ့ဘူး။ဒါပေမဲ့သူမသိခဲ့တာတစ်ခုရှိတယ်။ကောင်မလေးဟာသုံးနှလုံးလုံးမေ့မျောနေခဲ့ပေမဲ့သူပြောခဲ့တဲ့စကားတိုင်းသူ့ရဲ့အချစ်ဝန်ခံမှုတိုင်းကိုအားလုံးကြားနေရခဲ့တာပါ။ဒါကြောင့်အသက်မဆုံးခင်နောက်ဆုံးချိန်မှာသူမကစိတ်ထဲမှာတစ္ဆာတစ်ခုပြုလိုက်တယ်။နောက်ဘဝတစ်ခုထပ်ရခဲ့မယ်ဆိုရင်ဒီတစ်ခါတော့သူ့ရဲ့အချစ်ကိုတေချာပေါက်အဖြေပေးမယ်။သူမရဲ့ဆူတောင်းကိုကံကြမ္မာကကြားလိုက်တယ်လို့ပဲ။သူမဟာအသက်တာတစ်ခုကိုထပ်မံရရှိခဲ့တယ်။မျက်လုံးဖွင့်လိုက်တာနဲ့ဆောင်းမေးပွဲမှာအမှတ်အနည်းဆုံးရလို့ဖခင်ဖြစ်သူရဲ့စူပူတန်ကိုကြားလိုက်ရတယ်။သူမရှေ့ကိုကြည့်လိုက်တဲ့အခါပထမဆုံးမြင်လိုက်ရတဲ့သူကတော့သူအမြဲချစ်နေခဲ့တဲ့အဲ့ဒီလူပဲဖြစ်နေတယ်။ဝမ်းသာလွန်းလို့ဘာကိုမှမစင်စားတော့ပဲသူ့စီပြေးသွားပြီးတင်းတင်းကြပ်ကြပ်ဖက်လိုက်တယ်။ဒါပေမဲ့အဲ့ဒီလူကတော့သူမကိုနူးနူးညံ့ညံ့ပြန်ခွာလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူမကဘဲဘက်လက်ပေါ်ကအထက်တန်းကျောင်းတုန်းကမီးလောင်တန်ရာအမာရွတ်ဟာပျောက်ကင်းနေတာကိုသတိထားမိလိုက်တယ်။အဲ့ဒီအခါမှသူမနားလည်သွားတယ်။သူမဟာအထက်တန်းနောက်ဆုံးနှစ်ကိုအချိန်ပြန်ရောက်လာခဲ့တာပါ။ဒီတစ်ချိန်တော့အတိတ်ကအမှားတွေကိုထပ်မဖြစ်စေဖို့အရာအလုံးကိုပြောင်းလဲမယ်လို့ဆုံးဖြတ်လိုက်တယ်။အခြေအနေကအနှဲငယ်အဆင်မပြေဖြစ်နေချိန်မှာမယားစားနဲ့သူ့သမီးတို့ကဝင်လာပြီးစကားလမ်းကြောင်းပြောင်းလိုက်ကြတယ်။ဒီကလေးကိုစိတ်ထဲမထားပါနဲ့နော်လို့ပြောလိုက်ပေမဲ့သူမကတော့ဘာမှပြန်မပြောခဲ့ဘူး။ဘာကြောင့်လဲဆိုတော့အရင်ဘဝတုန်းကသူမသုံးနှလုံးလုံးမေ့မျောနေစဉ်အတွင်းသူတို့နှစ်ယောက်ဟာတစ်ခေါက်တောင်လာမကြည့်ခဲ့ကြတာ။ဒါကြောင့်ဒီတစ်ခါတော့သူတို့နဲ့အတူမနေချင်တော့ဘူး။သူမကအဲ့ဒီလူနဲ့အတူသူ့အိမ်ကိုလိုက်သွားခဲ့တယ်။ဒါပေမဲ့အိမ်ရောက်ချင်းမှာပဲအဲ့ဒီလူကအိမ်အောင်ဖက်ကြည့်ဖို့သွားတော့မယ်ဆိုတာသိလိုက်ရတယ်။အဲ့ဒီသတင်းကြားတာနဲ့သူမကသူ့လက်ကိုအမြန်ဆွဲလိုက်ပြီးဒီနေ့ကျမအိမ်စာလုပ်တာကိုရှင်ကတင်ပေးရမယ်လို့ပြောလိုက်တယ်။အဲ့ဒီစကားကြောင့်သူကအိမ်အောင်ဖက်သွားကြည့်မဲ့အစီအစဉ်ကိုချက်ချင်းဖျက်လိုက်တယ်။ဒီနောက်မှာတော့သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကဘလို့ဆက်ဖြစ်လာမလဲ။ဆက်လက်သိရှိချင်ရင်တော့ဒီဗီဒီယိုကို like လုပ်ထားဖို့မမေ့ပါနဲ့။